ဘန်ကောက်သုဝဏဘူမိလေဆိပ်ကနေတဲတဲ့ဟိုတယ်ကိုအရင်တုန်းကတော့တက္ကစီနဲ့သွားနေကြပေမဲ့ဒီတစ်ခါတော့တယောက်ထဲလေးဖြစ်တာမို့လေဆိပ်ကနေအမြင်ရထား Airport Rail Link နဲ့မြို့ထဲကိုဝင်ဖြစ်ခဲ့ပါတယ်။ရထားနဲ့မို့ကားလမ်းပိတ်တာမဆောင်ရတော့ဘူး။ပို့ပြီးတော့လည်းမြန်နေပြီးတော့မြို့ထဲကို45ဖက်ထင်းနဲ့ရောက်သွားတာတကယ်ပြောစရာကောင်းပါတယ်။ပြီးတော့ဘာမှလည်းမခက်ခဲဘူး။ဒီတော့ကျမတို့နီလန်းအစ်စ်ကိုစမ်းကြည့်ခြင်းနဲ့မိတ်ဆွေတွေအတွက်လူဝင်မှုကြီးကြပ်ရေးကောင်တာကထွက်ပြီးရထားစီရောက်တဲ့အထိရိုက်ထားတဲ့ဗီဒီယိုလေးနဲ့ဒီခရီးစဉ်အတွက်သိဖို့လိုအပ်တဲ့သတင်းအချက်အလက်တွေကိုပြောပြချင်ပါတယ်။သုဝဏဘူမိလေဆိပ်မှာဆိုက်ရောက် arrival က second floor နှစ်ထပ်မှာဖြစ်ပြီးရထားဘူတာက basement မြေအောက်ထပ်မှာဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးကထွက်တာနဲ့ဆိုင်းဘုတ်ကိုကြည့်လိုက်ရင်အဲ့လိုရထားပုံလေးနဲ့ airport rail link ဆိုတာလေးကိုတွေ့မှာပါ။သူ့ဘေးမှာလည်းbasement floor B ကိုဆက်လေကားပုံလေးနဲ့ဆင်းသွားတဲ့ပုံလေးကိုပြထားပါတယ်။တကယ်လို့ကိုမခီးဆောင်အိတ်များလို့ဆက်လေကားနဲ့မဆင်းချင်ရင်လည်းဓာတ်လေကားနဲ့ဆင်းလို့ရပါတယ်။ဘလို့ပဲဆင်း basement ကိုရောက်အောင်ဆင်းသွားဖို့ပါပဲ။ဒီဗီဒီယိုရဲ့ဒီအပိုင်းလေးကကျမကိုယ်တိုင်ရိုက်ထားတာပါ။ဒါကလူဝင်မှုကြီးကြပ်ရေးကထွက်ပြီးရထားဘူတာစီသွားမယ်မြားအတိုင်းဘယ်ဘက်ကိုချိုးပြီးရှောက်သွားပါတယ်။ရထားပြေးဆွဲချိန်ကမနက်6နာရီကနေပြီးညတကောင်12နာရီအထိဖြစ်ပါတယ်။ဒီညာဘက်ကဓာတ်လေကားပါအဲ့ဒါကိုသတိမထားမိလို့ကျမကဆက်လေကားနဲ့ဆင်းခဲ့ပါတယ်။ဆက်လေကားနဲ့ basement အထိဆင်းသွားပြီးတော့ဆိုင်းဘုတ်အတိုင်းလိုက်သွားလိုက်တာဒီဆိုင်လေးဒီမှာစားရင်အတော်ဈေးသက်သာတယ်လို့သူ့နောက်မှာလဲ 7-Eleven store ရှိပါတယ်အဲ့ဒီမှာလဲတောက်ရည်တို့ sandwich တို့ကိုဈေးချူချူတာတာဝယ်နိုင်ပါတယ်ရောက်ပါပြီ Express Line ရထားပုံအနီရောင်လေးနဲ့ပြသလို City Line ရထားပုံအပြာရောင်လေးနဲ့လည်းပြပါတယ်နှစ်ခုစလုံးကအတူတူပါဘူတာတဲ့အဝင်လမ်းမှာရွေ့ရှားလမ်းလေးရှိပါတယ်လမ်းလျှောက်ရတာမောလို့ခဏနားချင်ရင်လည်းအဲ့ဒီပေါ်ကသွားပေါ့ဘယ်ဘက်မှာလက်မှတ်ဝယ်တဲ့ဆက်တွေကိုတွေ့မှာပါဆက်မှာမဝယ်ခြင်းရင်လည်းကောင်တာမှာဝယ်လို့ရပါတယ်ဆက်မှာကဘတ်အကျွေစိတပတ်9ဘတ်10ဘတ်ဒါမှမဟုတ်ငွေဆက်ကူအနုတ်အတန်အသေး20တန်း50တန်း100တန်းနဲ့ပဲပေးလို့ရပါတယ်အနုတ်အသေးမပါလာခဲ့ရင်လေကောင်တာမှာဆင်းမဲ့ဘူတာကိုပြောပြီးဝယ်လို့ရပါတယ်ဆက်ရဲ့ screen မှာဘူတာနာမည်တွေကရိုးတရားလိုဖြစ်နေရင်ညာဘက်အပေါ်တောင်းမှာ English ဆိုတာကိုနှိပ်ပြီးပြောင်းပါ Airport Rail Link ရထားကလေဆိပ်ကနေစထွက်ပြီးခရီးအဆုံးကပါယာထိုင်းဘူတာဖြစ်ပါတယ်ဘူတာစုစုပေါင်း10ခုပဲရှိပါတယ်ကိုသွားမဲ့ဟိုတယ်နဲ့အနီးဆုံးဘူတာကဘယ်ဟာလဲဆိုတာကိုကြိုပြီးတော့ Google Map မှာမသွားခင်ကတည်းကစစ်ပြီးတော့အနီးဆုံးဘူတာမှာဆင်းပြီးကားပြန်ငှားရင်တောင်ဘတ်300လောက်တော့တက်တာလေးရှိပါတယ်တကယ်လို့ကိုမခီးဆောင်အိတ်လေးလေးပင်ပင်နေမပါရင်ဟိုတယ်နဲ့ပိုနီးတဲ့နေရာကိုတခြားရထားလိုင်းတွေကိုပြောင်းစီးနိုင်ပါသေးတယ်မက်ကဆန်ဘူတာကနေအပြာလိုင်း MRT ကိုပြောင်းစီးနိုင်တယ်လို့နောက်ဆုံးဘူတာဖြစ်တဲ့ပါယာထိုင်းဘူတာကနေအစိမ်းလိုင်း BTS လိုင်းကိုပြောင်းစီးနိုင်ပါတယ်လက်မှတ်ဝယ်တဲ့ဆက်မှာခရီးဆုံးပါယာထိုင်းဘူတာကိုသွားမယ်ဆိုရင်ပါယာထိုင်းကိုရွေးပြီးလူဦးရေရွေးပြီးပိုက်ဆံထည့်ပါလက်မှတ်ကတိုကင်အပြားလေးတွေပါအယောင်ကတော့အစုံပါပဲပေးလိုက်တဲ့လက်မှတ်တိုကင်ပြားလေးကိုအဝင်ဆန်စာမှာကတ်ယုံပဲကတ်ပြီးမပြအောင်ဘောင်းမီအိတ်ထဲဖြစ်ဖြစ်ပတ်စံအိတ်ထဲဖြစ်ဖြစ်ထည့်သွားပါဆင်းတဲ့ဘူတာမှာအပြင်ထွက်တဲ့အခါအဲ့ဒီတိုကင်ပြားကိုထည့်ခဲ့ရမှာဖြစ်ပါတယ်
ယထာပလက်ဖောင်းကိုရအောင်အောက်ကိုတဆင့်ဆင်းရပါတယ်။ယထာက10မိနစ်15မိနစ်ကြာတစ်ချိန်လာနေတာမို့အလင်းလိုဖို့မလိုပါဘူး။ယထာဆိုင်လာပြီးရင်တမ်းမတက်ပါနဲ့ဆင်းတဲ့သူတွေအားလုံးကုန်ရင်လုံခြုံရေးကစစ်ဆေးမှုလုပ်ပြီးမှပေးတတ်ပါတယ်။ကျမတို့ကတော့မတိတော့လူတွေဆင်းပြီးချင်းအတင်းတက်လိုက်တာပြန်ဆင်းပေးရပါတယ်။ဒီလိုနဲ့45ဘတ်ထဲနဲ့ပါရာထိုင်းဘူတာကိုရောက်တော့ကျမကအစိမ်းရောင်လိုင်း BTS ကိုပြန်ပြောင်းခဲ့ပါတယ်။အဲ့လိုပြောင်းတာကလည်းယထာဆင်းပြီးပလက်ဖောင်းကနေလက်မှတ်ဂိတ်ကိုတဆင့်ဆင်းပြီး BTS ကိုသွားဖို့နောက်ထပ်တဆင့်ထပ်ဆင်းရပါတယ်။နောက်တစ်ဆင့်ဆင်းပြီးသွားရင် BTS ဆိုင်ဘုတ်တွေကိုတွေ့မှာပါ။အဲ့ဒီဆိုင်ဘုတ်တွေအတိုင်းရှောက်သွားမယ်ဆိုရင် BTS station ကိုရောက်မှာပါ။ဂိတ်900လောက်ပဲရှောက်ရပါတယ်။ BTS station ကိုရှောက်တာမှာအဆောက်အဦတဲ့အမိုးအကာတွေကပဲရှောက်ရတာမို့မိုးရွာမှာလည်းမပူရပါဘူး။ကျမတဲတဲ့ဟိုတယ်ကအစိမ်းရောင်လိုင်းတက်မှတ်တိုင်ထပ်စီတာနဲ့ရောက်တာမို့လေဆိပ်ကနေဟိုတယ်အထိစုစုပေါင်းဘတ်80နဲ့ရောက်သွားခဲ့တာမို့ပျော်ခဲ့ရပါတယ်။အပြန်မှာလဲ Airport Rail Link ယထာနဲ့လေဆိပ်ကိုဆင်းကျင်တယ်အထုပ်အပိုးတွေနဲ့မှုယထာလိုင်းတွေလည်းပြောင်းမစည်းချင်ဘူးဆိုရင်လေဆိပ်ကိုဓာတ်ရိုက်သွားတဲ့အဲ့ဒီ Airport Rail Link ယထာ station တစ်ခုခုကိုတက္ကစီနဲ့သွားပြီးယထာနဲ့လေဆိပ်ကိုဆင်းနိုင်ပါတယ်ကျမကအပြန်မှာ Airport Rail Link Paya Thai Exit 2ဆိုတာကို Grab နဲ့ငှားသွားတာဓာတ်လေကားတက်ကိုရောက်တာမို့ဘူတာယုံကိုဓာတ်လေကားနဲ့တန်းတက်သွားပြီးအစင်ပြေပြေလေဆိပ်ကိုရောက်ခဲ့ပါတယ်ဓာတ်လေကားထဲရောက်ရင် Concord ဆိုတာကိုနှိပ်ရင်ယထာလက်မဲ့ဝယ်တဲ့နေရာကိုတန်းရောက်ပါတယ်မိတ်ဆွေတငယ်ချင်းတွေကိုယ့်ဘာကို explore လုပ်နိုင်ဖို့စူးစမ်းပြီးအတွေ့အကြုံသစ်တွေရရှိနိုင်ဖို့ကျမရဲ့အတွေ့အကြုံတွေကိုဝေမျှသွားဖို့စူးစမ်းမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ထားမယ်ဆိုရင်နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့ကြမှာပါအဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အဆင်ပြေပျော်ရွှင်တဲ့ခရီးလေးဖြစ်ပါစေ